ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး complaint အများကြီးတက်လာတဲ့အချိန်တွေမှာသီးခံပါစုံစုံလေးရအောင်သီးခံပါကျွန်တော်တို့ကိုဧည့်သည်ကနိုင်နေတဲ့အချိန်ဆိုတာကိုလုံးဝမေ့မထားသင့်ပါဘူးဧည့်သည်ကကျွန်တော်တို့ကိုနိုင်နေတဲ့အချိန်ကာလတွေမှာလူငယ်80ရာခိုင်နှုန်းကပြိုလဲပျက်စီးသွားပါတယ်တရက်လုံးနေလို့ဧည့်သည်တယောက်ပဲလာတဲ့အခါတယောက်မှမလာတဲ့အခါတင်နန်းစင်စင်ပြီးချင်းဖြတ်လက်တက်ကြွနေတဲ့လူငယ်များစုဟာအဲ့ဒီဒဏ်ကိုမခံနိုင်ပါဘူးပြိုလဲပျက်စီးသွားပါတယ်အဆိုးဆုံးအချိန်တွေကတော့ကိုနဲ့ဘေးနားမှာညက်နေတဲ့သပင်ညက်ဆိုင်တွေကိုရဲ့ရှေ့တက်တဲ့မှာညက်နေတဲ့သပင်ညက်ဆိုင်တွေကိုရဲ့မျက်စောင်းတို့မှာညက်နေတဲ့သပင်ညက်ဆိုင်တွေကလူတွေပြည့်နေပြီးတော့ကိုယ်ဆိုင်မှာလူတယောက်မှမရှိတဲ့အချိန်ဒီလူငယ်တွေကကျွန်တော်ပြောသလို80ရာခိုင်နှုန်းသောလူငယ်တွေကလုံးဝတိမခံနိုင်ဘဲနဲ့ပြိုလဲပျက်စီးသွားတဲ့အဆင့်ထိရောက်သွားပါတယ်ဆိုင်ကိုပိတ်ထားတော့တာမျိုးဆိုင်မှာမရှိတော့တာမျိုးတခုဆိုရင်ပုံနေတာမျိုးဘေးနားမှာကျူကုံရှိရင်ကျူကုံမှာသွားထိုးနေတာမျိုးဂိမ်းစော့နေတာမျိုးဒီလိုပုံစံမျိုးတွေနဲ့အချိန်ဖြုံးပြီးတော့ပြိုလဲပျက်စီးသွားပါတယ်ဒါကြောင့်မဲဆိုင်ကန်းစာချုပ်ချုပ်ထားတဲ့ကာလပြည့်တဲ့အခါအိမ်ကထောက်ပံ့မှုကုန်သွားတဲ့အခါကိုရင်းနှီးထားတဲ့ဝင်ငွေတွေကိုရင်းနှီးထားတဲ့ငွေတွေကုန်သွားတဲ့အခါဒီဆိုင်ကိုပိတ်ပစ်လိုက်တာမျိုးဒါမှမဟုတ်လေဆိုင်လုံးပြက်ပြန်ရောင်းတာမျိုးပစ္စည်းတွေကိုဈေးပေါင်ကျိုးနဲ့ပြန်ရောင်းတာမျိုးတွေလုပ်ပြပြီးတော့ဒီလောကကနေထွက်ခွာသွားတတ်ကြပါတယ်ဒါကလုံးဝမှားယွင်းနေတဲ့အချက်ပါအဲ့ဒီမှားယွင်းနေတဲ့အချက်ကိုပဲလူငယ်90ဒါမှမဟုတ်လေ80ရာခိုင်နှုန်းပေါ့နော်ဒါတွေဟာဒီမှားယွင်းနေတဲ့အချက်ကိုပဲကျင့်သုံးနေကြပါတယ်တော်တော်များများသင်တန်းဆရာတွေကသင်တန်းပြီးုံပဲသင်ပေးလိုက်ပြီးတော့သင်တန်းပြီးသွားရင်ဘာဆက်လုပ်ရမလဲဆိုတဲ့အနေအထားကိုမသင်ပေးလိုက်ပါဘူးသင်ပေးလဲတော်တော်များများကနီးလက်မမှန်ကြပါဘူးဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကလည်းလောက်သက်9နှစ်10နှစ်နဲ့သင်တန်းဆရာဖြစ်နေကြတာမဟုတ်လို့ပါတချို့တွေဆိုရင်လောက်သက်2နှစ်3နှစ်နဲ့သင်တန်းဆရာပြန်ဖြစ်နေရတော့အများကြီးရှိပါတယ်ဥမာအနေနဲ့ကျွန်တော်ပြောရရင်သင်တန်းသွားတတ်တယ်သင်တန်းတက်ပြီးတဲ့အချိန်ကျရင်သင်တန်းမှာပဲ training ပြန်ယူရင်းနဲ့ trainer ဆရာပြန်ဖြစ်သွားကြတာပါအဲ့လိုဖြစ်သွားပြီးတော့ဆိုင်မဖွင့်ဘူးပဲနဲ့သင်တန်းဆရာဖြစ်သွားတဲ့သင်တန်းဆရာတွေလည်းအများကြီးရှိပါတယ်အခုခေတ်လူငယ်တွေကလည်းပေါ်ပင်ကြိုက်တာဖြစ်တဲ့အတွက်အသက်ကြီးကြီးရုပ်ဆိုးဆိုးသင်တန်းဆရာတွေကြီးမသွားကြပါဘူးငယ်ငယ်ချောချောလှလှလေးတွေရှိပဲသွားပြီးတော့ပညာလေ့လာစီးပူးကြပါတယ်ပညာလေ့လာစီးပူးတယ်ဆိုတာကျွန်တော်ပြပါမယ်ပညာဝါတပါအများကြီးမြင့်နေတဲ့ဆရာကြီးကိုသွားရမှာပါလူငယ်တွေဆိုတာကတော့အပြောကောင်းတယ်အပြင်စင်ကောင်းတယ်ရုပ်ရည်တံပြန်တယ်ပြီးလို့ရှိရင်အရာရာတိုင်းကိုငွေကြေးနဲ့ပဲပြင်ဆင်ထားတာဖြစ်တဲ့အတွက်အားလုံးအမြင်မှာတော့တင့်တယ်လှပနေမှာအမှန်ပါသို့ပေမဲ့လူကြီးတွေပိုင်းမှာတော့အပြင်စင်ပိုင်းတာနာခြင်းမှာတာနာမယ်ငွေကြေးပိုင်းပြည့်စုံခြင်းမှာပြည့်စုံမယ်ဒါပေမဲ့သူတို့မှာပြည့်စုံတာကတော့တကယ်စစ်မှန်တဲ့ပညာရည်ရှင်းတွေဖြစ်ပါတယ်